မင်္ဂလာပါဒီနေ့ဆွေးနွေးမှုလေးနဲ့ကြိုဆိုပါတယ်ဟုတ်ကဲ့မင်္ဂလာပါဒီနေ့ကျွန်တော်တို့ပြောကြမယ့်အကြောင်းအရာကလေအခုတလောနည်းနည်းလေးလူစိတ်ဝင်စားမှုများနေတယ်နာရီ36နာရီအစာရှောင်တဲ့အလေးချင်းအကြောင်းရေးထားတဲ့ဆောင်းပါးတစ်ပုဒ်ကိုခြေခံပြီးပြောကြမှာပါဟုတ်ပါတယ်အဲ့ဒီဆောင်းပါးမှာကျတော့ဒီအလေးချင်းကရှေးကတည်းကရှိခဲ့ပြီးသားပြီးတော့ကြာမကြီးအချိုးကျေးဇူးတွေလည်းအများကြီးပေးနိုင်တယ်ဆိုပြီးတော့ဖော်ပြထားတယ်ပေါ့နော်ဟုတ်ကဲ့ကဲဒါဆိုရင်ဒီအကြောင်းကိုကျွန်တော်တို့အတူတူသိချလေးလေ့လာကြည့်ကြရအောင်ဟုတ်ပါတယ်အဓိကသူပြောထားတာကလည်းနာရီ36နာရီရေပဲတောက်မယ်အစာလုံးဝမစားဘူးရေပဲတောက်ရမှာဟုတ်ကဲ့များသောအားဖြင့်တော့တောကြနေညနေစာမစားတော့ဘူးအဲ့ဒီကနေစပြီးတနင်္ဂနွေမနက်စားတဲ့အထိပေါ့အော်တောကြနေကနေတနင်္ဂနွေမနက်ထိဟုတ်ကဲ့အဲ့လိုလုံးလိုက်ရင်လေခန္ဓာကိုယ်ရဲ့သဘာဝလုပ်ငန်းစဉ်တွေကိုလှုံ့ဆော်ပေးတယ်လို့ချက်သွားတယ်လို့သူကဆိုလိုတာပါဟုတ်ကိုကတူလောင်ထားတဲ့အဆီတွေကိုစပြီးတော့လောင်ကျွမ်းစေတယ်fat burning ပေါ့ဟုတ်တယ်အဲ့ဒီအဆီတွေထဲမှာတူလောင်ထားတဲ့အစိတ်အတောက်တွေရှိနိုင်တယ်လေအဲ့ဒါတွေကိုပါတခါတည်းထုံလို့ရှင်းလင်းသွားတယ်လို့ဆောင်းပါးကပြောထားပါတယ်ဆိုတော့ကိုလေးချင်းကြားဖို့တက်တော့မဟုတ်ဘူးပေါ့နော်အထက်ကဟိုတန်ရှင်းရဲ့ဖွဲ့ကိုအလုတ်ပေးလိုက်တယ်လို့မျိုးဖြစ်သွားတာပေါ့နော်ဟုတ်ဒါက autophagy လို့ခေါ်တဲ့ cell တွေကိုပြန်ရှင်းတဲ့လုပ်ငန်းစဉ်ကိုဆိုလိုတာလားဆောင်းပါးထဲမှာအဲ့ဒီအကြောင်းဘယ်လိုရှင်းပြထားလဲအတီးကြပဲဆောင်းပါးမှာအလိုပဲရေးထားတယ်ဒီလိုအဆရှုံလိုက်တာကလေခနာကိုရဲ့ကိုယ်လိုင်ပြန်ပြုတ်ပြင်တဲ့စနစ်အခုနပြောရဲ့ autophagy ကိုတိတိတတ်တာအားကောင်းစေတယ်တဲ့ဟုတ်ကဲ့အဲ့ဒီစနစ်တာဘာလို့လဲဆိုတော့ပျက်စီးနေတဲ့ cell တွေ cell အဟောင်းတွေနောက်ပြီးတော့ကင်ဆာဖြစ်လာနိုင်ခြေရှိတဲ့ cell တွေအဲ့လိုမျိုးတွေကိုဖယ်ရှားရှင်းလင်းပေးတဲ့ခန္ဓာကိုယ်ရဲ့တဘာဝနီလန်းကြီးတစ်ခုပေါ့။အော်အဲ့ဒီလိုလေကျမကြီးပြဿနာတော်တော်များများကိုစေဝါမလိုပဲနဲ့အခြေခံကြဖြည့်ရှင်းရရောက်သွားတယ်။ယောဂတွေတတ်တာစေတယ်အလုံးစုံကျမကြီးကိုတိုးတက်စေတယ်ဆိုပြီးတော့ဒီဆောင်မကအခိုင်အမာပြောထားတာ။ဟာဒါတော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ချက်ပဲ။တခြားအကျိုးကျေးဇူးတွေလည်းအများကြီးပဲနော်ဆောင်းပါတယ်မှာ။ဟုတ်ကဲ့စိတ်ကြည်လင်လာတယ်ဆိုတာမျိုးပြီးတော့တွေးပေါင်ခြင်းပုံမှန်ဖြစ်လာတယ်။ဥပမာတွေးတိုးကြသွားတာမျိုးပေါ့ဟုတ်တယ်ပြီးတော့လေအစာမစားဘဲနဲ့တောင်းအရင်ပိုပြည့်လာတယ်လို့ခံစားရတယ်ဆိုတာမျိုးတွေလည်းပါနေတယ်ဟုတ်ပါတယ်တော်တော်လေးစုံလင်းလင်းဖော်ပြထားတာအဲ့ဒီအကျိုးကျေးဇူးတွေကဘာကြောင့်လဲဆိုတော့အစိတ်အတောက်တွေထွက်သွားလို့ဟုတ် detox ပေါ့ဟုတ် detox လုပ်တာရဲ့ cell တွေပြန်ပြီးတော့နုပြလာတာအဲ့ဒါရဲ့ပြီးတော့အစာချေစနစ်ကိုအနာပေးလိုက်တာပေါ့နော်အစာချေစနစ်ကိုအနာပေးတာဟုတ်ကဲ့အဲ့ဒီအကြောင်းရင်းနဲ့ဆက်ပြထားတယ်စိတ်ပိုင်းဆိုင်ရာကြည်လင်မှုကိုကြတော့ဘိုးဘက်ကညစာရှောင်ခဲ့တဲ့အကြောင်းပြချက်နဲ့နည်းနည်းလေးဥပမာပြပြီးနိုင်ရှင်ထားသေးတယ်။အော်ဟုတ်လား။နောက်ပြီးအစာရှောင်ရင်အပိုပြည့်လာတယ်ဆိုတာလေနားထောင်ရတော့နည်းနည်းထူးဆန်းတယ်လို့ပဲ။ဟုတ်ကဲ့ထူးဆန်းတယ်။ဒါပေမဲ့ဆောင်းဘကရှင်းပြထားတာကလူတွေကကိုယ်လက်ပေါ်ပါသွားလို့တယ်။အဲ့ဒါကြောင့်အိုင်းပိုရှိတယ်လို့ခံစားရတဲ့ဆိုပြီးတော့ပြောထားတယ်။ဖြစ်နိုင်ပါတယ်။ဒါပြင်းဟူရောင်ရမှုတွေရော့ကြတာဦးလန်းချောင်းကျမ်းမကြီးကောင်းလာတာအရေးပြကြည်လင်လာတာခံတွင်းနှံကစ်စင်လာတာအထီးကိုပါတယ်လို့ဆိုထားတာစရင်ကတော်တော်ရှေ့တယ်တော်တော်စုံလင်းဖို့ပြထားတာပဲဆိုတော့ခြုံပြီးကြည့်လိုက်တော့ဒီဆောင်းပါကနိုင်36နာရီအစားရှောင်တာတောကြညင်းနေကနေတနင်္ဂနွေမနက်ရေပဲတောက်ရမယ်ဟုတ်ကဲ့ဒီနေ့အသက်ရှည်ခြင်းအတွက်ပါတီမန်ယွန်းတင်တဲ့အကျိုးကျေးဇူးတွေရနိုင်တယ်ဆိုတဲ့ဖြောလင်းချက်မျိုးပြီးထားတာပေါ့ဟုတ်ပါတယ်သူရဲ့ရိုးရှင်းမှုနဲ့ကြေဖြင်းပြလုံနိုင်တာကိုအဓိကပြောတာပေါ့နော်မှန်ပါတယ်အကျိုးကျေးဇူးတွေကတော့အများကြီးပဲဖြစ်နိုင်ခြေတွေကိုအားရပါရပြောချတယ်ဒါမဲ့လေတခုတိထားမဲ့ချက်တော့တိကြထည့်ရေးထားတယ်။ဩဗာများလဲ။အဲ့ဒါကတော့စီကြိုကြယောဂရှိတဲ့သူတွေ hypoglycemia ပေါ့။တွေးချိုကြတတ်တဲ့သူတွေဟုတ်တယ်။သွေးထဲမှာတကြားတဲ့ပုံမှန်ထက်အရန်ကျလွဲတဲ့သူတွေပေါ့။အဲ့ဒီလူတွေကတော့ဒီအစာရှောင်နည်းကိုလုံးဝမလုပ်သင့်ဘူးဆိုပြီးပြောထားတယ်။ဟုတ်ကဲ့ဘာလဲဆိုတော့အစာရှောင်ရင်သွေးထဲကတကြားတာကတဘာဝအတိုင်းကျမှာလေအဲ့ဒီတော့အဲ့လိုအခန့်ရှိရသူတွေအတွက်အန္တရာယ်ရှိနိုင်လို့ပါပေါ်လေဒါကဘလို့ကျမ်းမာရေးလိုက်စားမှုမျိုးမှမဆို့ပေါ့ကိုယ့်ရဲ့ကျမ်းမာရေးအခြေအနေကိုထည့်စဉ်းစားဖို့အရေးကြီးတယ်ဆိုတော့ကိုပြနေတာပါဒါတော့အရန်လက်တွေ့ကြတဲ့သတိပေးချက်ပဲကောင်းပါပြီဒီနေ့ဆွေးနွေးခဲ့တဲ့အချက်လက်တွေအပေါ်မှာမူတည်ပြီးတော့လေနောက်ဆုံးအနေနဲ့စဉ်းစားစရာလေးတစ်ခုလောက်ထားခဲ့ခြင်းတယ်ဟုတ်ကဲ့ခုနပြောတော့လို့ပဲအစားရှောင်တာကို cell အဆင့်တန်ရှင်းရေးတွေစိတ်ပိုင်းဆိုင်ရာကြည်လင်မှုတွေနဲ့ဆက်ပြီးတော့ဆောင်းမကတင်ပြထားတယ်ပေါ့နော်အဲ့တော့ဒီလိုနာရီတုံးလက်ချောင်းနာရီအစားရှောင်တာမျိုးကိုတခါလေလုတ်တဲ့ဆိုင်လေပုံမှန်အချင်းစရာလေတစ်ခုတည်းမှာကြားညက်ပြီးတော့ရေရှည်လို့သွားမယ်ဆိုရင်ရောသူ့ရဲ့စူပေါင်းအချိုးတရားမှုကဘယ်လိုမျိုးဖြစ်လာနိုင်မလဲစိတ်ဝင်စားစရာပဲ
ဒါကတော့ဆက်ပြီးတော့တွေးတော့ဆင်ခြင်စရာအချက်လေးတစ်ခုပေါ့နော်